ဟောလေလှမ်းထွင်းတဲ့ဟူတဲ့ကိုခြေလန်းဝင်သွားတဲ့ fighter တယောက်ရဲ့အခြေအနေကိုအရင်ဆုံးစိတ်ကူးကြည့်ရအောင်ပြိုင်ဘက်ကသူ့ကိုရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်ဖို့ကြည်တတ်မဟုတ်ပဲလက်သီးတစ်ချက်မှမပေးရသေးခင်မှာပဲစိတ်သက်ကိုအရင်ဆုံးရိုက်ချိုးပြချင်နေတဲ့အခြေအနေမျိုးပေါ့နော်တကယ်ကိုရက်ဆက်တဲ့အခင်းအချင်းတစ်ခုပါပဲခင်ဗျာလူသားတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာရည်ကိုသာမကပဲစိတ်ပိုင်းဆိုင်ရာနှက်ဆိုင်မှုတွေကိုပါအဆုံးစုံထိစမ်းသပ်တဲ့နေရာမျိုးထင်နေလို့ပါဟုတ်တယ်ဆိုတော့လေဒီနေ့လေးလာသုံးသပ်မှုမှာအဲ့ဒီလိုပြင်းထန်လာတဲ့ MMA လို့ခေါ်တဲ့ကိုခန့်တင်ညာတိုင်းပုံစုံလောကရဲ့အမြင့်ဆုံးတောင်ထိပ်ကိုတက်လန်းနေတဲ့အသက်24နှစ်အရွယ်ဂျော့ရှူဝါဘန်ရဲ့အကြောင်းကိုရင်းညစ်တွေလဲကနေအသေးစိတ်ဆွဲထုတ်သွားပါမယ်။ဒါပေမဲ့ဒီနေ့ဆွေးနွေးမှုကတာမန်ပွဲကျသုံးသက်ချက်မျိုးတော့မဟုတ်ဘူးပါနော်။ဒါအောင်ခင်ဗျာရစ်မစ်တွေလည်းကအချက်လက်တွေကိုတေချာဖြီးကြည့်လိုက်တဲ့အခါကျွန်တော်တို့မြင်လာရတာကပေးဆက်မှုစီးပွားရေးစနစ်အကြီးတစ်ခုလုံးဖြစ်နေတာကိုတွေ့ရပါအဲ့ဒီချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ချန်ပီယံတယောက်ဖြစ်လာဖို့အတွက်ရုပ်ပိုင်းဆိုင်ရာတတ်တာမကဘူးကိုယ်ပိုင်ဘဝရီမိသားစုအနောင်အဖွဲတွေနဲ့စိတ်ခံစားချက်အားလုံးကိုဘလောက်အထိအဆုံးစွန်ယဉ်နီးပေးဆက်ရလဲဆိုတာကိုအခြားသောပြိုင်ပွဲကြီးတွေကရက်ဆက်တဲ့အဖြစ်ဖြစ်တွေနဲ့ပါချိဆက်ပြီးနက်နက်ရှိုင်းရှိုင်းလေးစားသွားမှာပါဟုတ်ကဲ့ပါဆိုတော့ပြိုင်ပွဲဘက်ကိုအနိုင်ရဖို့ဆိုတာဂျိုဝိုင်းတွေကအချီတွေမှာအမှတ်တအောင်ကစားရုံနဲ့မလုံးလောက်တော့ဘူးဆိုတာသိကြပါတယ်အဲ့ဒီနောက်ကွဲကစိတ်သက်စစ်စင်ရေးတွေကပို့ပြီးအရေးပါလာတယ်လေကဲအဲ့ဒီစိတ်သက်စစ်စင်ရေးဆိုတဲ့အပိုင်းကိုရင်ဆုံးဖီးကြည့်အောင်မကြတဲ့ခင်က UFC 328ပြိုင်ပွဲမှာ Joshua Alvan က Tatsuro Taira နဲ့ထိုးတတ်တဲ့ပွဲကိုရစ်မစ်တွေကနေပြန်ကောက်နှုတ်ထားတာရှိရယ်ဟုတ်တယ်အဲ့ဒီပွဲမှာဘန်ကတန်ရကိုမထင်မှတ်ပဲလေပင်နောက်ကနေတိုင်းချုပ်ခဲ့တဲ့အခွက်တစ်ခုပါလာတယ်မို့လားမှန်ပါတယ်ထာမမျက်စိနဲ့ကြည့်ရင်တော့ဒါရိုးရှင်းတဲ့နောက်ကျောကနေဝင်ချုပ်တဲ့ချုပ်ကွက်တစ်ခုလို့ထင်ရပေမဲ့ပေါ့နော်ရင်းမြစ်ကြီးရဲ့ထုတ်ပြချက်တွေရဒါပြိုင်ဘက်ကိုတမင်တက်တက်စိုးရင်စိတ်နဲ့ဖျားတွေဝင်ဝါးစေဖို့ပြုတ်လုခဲ့တဲ့စိတ်တက်ပိုင်းဆိုင်ရာအလေးထိုးကွက်လို့ဆိုထားတယ်ဒါကဘလို့အလုပ်လုပ်တာလဲရှင်ဟိုလေဒီနေရာမှာရှင်းပြချင်တာကဂျော့ရှွာဘန်ရဲ့အဲ့ဒီချုပ်ကွက်ဟာရုပ်ပိုင်းဆိုင်ရာနာကျင်မှုကိုပေးယုံတတ်မဟုတ်ဘူးဆိုတာပါပဲစိတ်ပညာသဘောတရားရချင်းတန်ရလိုပြိုင်ဘက်ကသူ့ကိုယ်သူအဲ့ဒီချုပ်ကွက်အပါဝင် grappling လို့ခေါ်တဲ့မြေပြင်လုံထွေးတပ်ပုတ်တဲ့ပညာရဲ့မှာအားထားတယ်လို့အပြည့်အဝယုံကြည်ထားသူလေ။အော်ဟုတ်ပြီ။သူကအဲ့ဒီဘက်မှာကျွမ်းကျင်တယ်လို့ယုံကြည်ထားတာပေါ့နော်။ပြန်ပြီးအတိုက်ခံလိုက်ရတဲ့အခါစိတ်ပိုင်းဆိုင်ရာပြိုလဲမှုကချစ်ချင်းဆိုလိုဖြစ်ပေါ်လာတတ်ပါတယ်။သဘောကလေကိုယ့်ရဲ့အကောင်းဆုံးလက်နက်ကကိုယ့်ကိုပြန်ပြီးဒုက္ခပေးနေတယ်လို့ခံစားလိုက်ရတဲ့သဘောပေါ့။ဒါကိုဥပမာတစ်ခုနဲ့ခိုင်းနိုင်ရရင်မိခန်ဒေတာကိုဖွင့်ဖို့စူးစမ်းနေတဲ့တောဖွင့်ကျွမ်းကျင်သူတယောက်ကသူဖွင့်နေတဲ့တောဘော့ကနေသူ့လက်ကိုပြန်ညှက်လိုက်တယ်အဲ့ဒီမိခန်ဒေတာရဲ့သူ့ကိုပြန်ပြီးထောင်ချောက်ဆင့်လိုက်တယ်ဆိုတာကိုရုတ်တရက်တီးလိုက်ရတဲ့အချိန်မျိုးနဲ့တွေ့မှတင်းတယ်တိကျတဲ့ခိုင်းနိုင်မှုပါပဲအဲ့ဒီမှာထိတ်လန့်သွားတဲ့စိတ်ကချစ်ချင်းစုလိုဝင်လာတာပေါ့အဲ့ဒီလိုစူးရင်ထိတ်လန့်မှုဝင်သွားပြီဆိုရင်ကျွတ်သားတွေကပုံမှန်တဲ့ပို့ပြီးအောက်ဆီဂျင်ကိုစားတယ်။အိုးအသက်ရှူမလာတာမျိုးပေါ့နော်။တဘောခင်ဗျာ။နိုင်အကောင်းဆုံးလက်နက်ကတောင်သူ့ကိုမတားနိုင်ပါလားဆိုရင်စိုးရင်စိတ်ကရုပ်ပိုင်းဆိုင်ရာမလဲကြခင်မှာစိတ်တက်ကိုအရင်ဆုံးအလဲထိုးပစ်လိုက်တာပါ။ဒါကြောင့်ဒီလိုအစ်စ်မှာရှင်ပြိုင်နေကြတာဟာခနာကိုချင်းအားပလိုက်တာတဲ့တယောက်ရဲ့စိတ်ကိုတယောက်ကဘလို့အရင်ဆုံးရိုက်ချိုးမလဲဆိုတဲ့အစ်စ်မြင့်စစ်သွင်းကစားဝဲတစ်ခုဖြစ်နေတာပါ။စိတ်သက်အင်အားပြိုကျသွားရင်ဘလို့ပဲတတ်မာတဲ့သူဖြစ်ဖြစ်အလွယ်တကူရှုံးလင်းသွားနိုင်တယ်ဆိုတဲ့အချက်ကတကယ်ကိုရှင်းလင်းသွားပါတယ်။နေပေါင်းဒီနေရာမှာရစ်နှစ်တွေကနေတွေ့ရတဲ့တော်တော်လေးကိုအငင်းပွားဖွယ်ရာကောင်းတဲ့အကြံပြုချက်တစ်ခုကိုကျွန်မဆွေးနွေးချင်တယ်။ဟုတ်ကဲ့ပါအဲ့ဒီအကြံပြုချက်ကပါများလဲခင်ဗျ။ဒါကကျွန်မတို့အစီအစဉ်ရဲ့ကိုယ်ပိုင်အမြင်မဟုတ်ပဲရင်းမြစ်ဆုံးပါတစ်ခုကနေတိုက်ရိုက်ဆွေးထုတ်ထားတဲ့အမြင်သက်သက်ဆိုတာကိုတော့အရင်ဆုံးကြားခံပြောချင်ပါတယ်နော်။ရင်းမြစ်ကပါပြောထားလဲဆိုတော့ဘန်းအနေနဲ့ရေရှည်အောင်မြင်ခြင်းရဲ့စောစောစီးစီးအိမ်တောင်မပြုတ်သွင်းဘူးလို့ဆိုထားတယ်။အော်အွန်လိုင်းဆန်းကိုဥပမာပေးပြီးထောက်ပြထားတဲ့အပိုက်ကိုပြောတာလားခင်ဗျဟုတ်တယ်ရှင်အိမ်ထောင်ကျသွားတဲ့အခါမိသားစုပေါ်တန်ရိုးစင်ဖြစ်ပြီးကျိုးဝိုင်းထဲမှာတွန့်ဆူသွားတတ်တယ်ဒါကြောင့်တုံးတိုက်တိုက်ကြားကြိုက်စိတ်တက်ကိုစက်ထိန်ထားဖို့ဆိုရင်တန်ရိုးစင်အနောက်အဖိုက်ကင်းမှုလိုတယ်လို့သုံးသပ်ထားပါတယ်တာမင်နီပေါင်းဒီချက်ကတော်တော်လေးစောရကတက်စရာကောင်းနေမလားလူတယောက်ကမိသားစုရှိလာလို့ပိုပြီးခွန်အားဖြစ်လာတာပိုပြီးတည်ငြိမ်လာတာမို့တော့မဖြစ်နိုင်ဘူးလားအဲ့ဒီလိုထင်စရာတော့ရှိတယ်ခင်ဗျာဒါပေမဲ့ဒီချက်ကအာကစားသမားတွေရဲ့အမြင့်ဆုံးအောင်မြင်မှုနဲ့လူသားဆန်တဲ့မိသားစုဘဝတိဆောက်မှုကြာကပြင်းထန်တဲ့ပတိုက်မှုကိုမိမောင်းထုတ်ပြနေရပါ
စန့်ကျင်ဘက်အမြင်တွေရှိနိုင်ပေမဲ့ရင်းမြစ်ကထောက်ပြခြင်းနဲ့ယုတိပေတာကဘယ်လိုမျိုးလဲရှင် ယုတ်တိပေတာကဒီလိုပါခင်ဗျာဂျိုးဝိုင်းထဲမှာအသက်အန္တရာယ်ရှိလောက်တဲ့အခြေအနေနဲ့ရင်ဆိုင်ရခြင်းဥပမာပြင်းထန်တဲ့လက်တိချက်တစ်ချက်ကိုရှောင်တိန်ဖို့စစ်ထန်မိုင်းလေးပဲအချိန်ရတဲ့အခါမျိုးမှာစိတ်ရဲ့တထောင်တနေရာကအိမ်မှာကြံခဲ့တဲ့ဇနီးသားသမီးတွေကိုတွေးမိပြီးတွန့်ဆုတ်တွေ့တာမျိုးရှိနိုင်တယ်ပေါ့ အော်ဆိုလိုတာက fighter တယောက်ရဲ့စူးစိုက်မှုကိုမတိမတရိုးကြစေတယ်လို့တယောက်ကယူဆထားတာပေါ့နော်ဆုံးရှုံးစရာဘာမှမရှိတဲ့အနောင်အဖွေကင်းတဲ့ fighter တယောက်ရဲ့ညင်ကပိုပြီးတီးရဆန်ဆန်ဆန်ရိုင်းဆိုင်နိုင်တယ်ပိုပြီးအန်ဒရယ်များတယ်ဆိုတဲ့သဘောတရားမျိုးလား ဟုတ်ပါတယ်ခင်ဗျာဂျိုးဝိုင်းတဲက15မိနစ်စာအတွက်လူသားစားမှုတွေကိုခဏတာမေဖြောက်ထားနိုင်တဲ့စွမ်းရည်ကိုဆိုလိုတာပါဒါကြောင့်မလို့ရေးမစ်ကဗန်လို့လူငယ်ဖိုက်တာတယောက်အတွက်ဒီပေးဆက်မှုကအရေးကြီးတယ်လို့တုံးတက်ထားတာဖြစ်ပါတယ် အဲ့ဒီလောင်အထီဂျိုးဝိုင်းထဲမှာတန်ရိုးစင်ကင်းမဲ့စွာတိုက်ခိုက်နိုင်ဖို့အတွက်သူတို့ရဲ့ပြင်ပနေစဉ်ဘဝမှာရောဘယ်လိုနေထိုင်လေ့ကျင့်နေကြတယ်လဲဆိုတာစက်ချီအောင်ဗန်ရဲ့နီးပြဖြစ်သူ friend ရဲ့ပြောပြချက်အရဆိုနေဗန်ရှာဂျင်မှာပဲအချိန်ပြည့်ချိနေတတ်သူပါတယ် သူ့ဝါဒနာပါတာတာပဲရှိတယ်တခြားအပျော်ပါတခြားအာယုံထွေပြစရာဘာမှမရှိဘူးလို့ဆိုတာနော် ဟုတ်တယ်လေဒါကစိုးကပြောခဲ့တဲ့အနော်အဖက်ကင်းချင်းရဲ့လက်တွေ့ပြရုပ်တစ်ခုလို့ပြောလို့ရမလား ပြောလို့ရတာပေါ့ခင်ဗျာဒါပေမဲ့ဒီနေရာမှာပိုပြီးအံ့ဩစရာကောင်းတာတစ်ခုရှိသေးတယ်သူဟာ UFC ချန်ပီယံအဆင့်ကိုရောက်နေပြီဖြစ်ပေမဲ့ဂျင်းမှာမာနမကြီးပဲအပျော်တမ်းသမားတွေအင်္ဂလိပ်ဖိုက်တာတွေလူသစ်တွေနဲ့ပါကူညီပြီးစပါရင်ဆွဲပေးတယ်လို့ဆိုပါတယ် တကယ်တော့လေချန်ပီယံအများစုကကိုယ့်ထက်နှိမ့်တဲ့တူတွေနဲ့စပါရင်မလုပ်ချင်ကြဘူးလေတန်ရာရမှာစူတာရဲ့ကိုယ့်ရဲ့နီးစနစ်တွေပေါက်ကျသွားမှာစူတာရဲ့အကြောင်းပိတ်ပြီးလေ့ကျင့်တတ်ကြတယ်မဟုတ်လား ဟုတ်တယ်ဒါကဖန်ရန်ထူးခြားချက်ပေါ့ပဲအများနဲ့တင်ယူခြင်းစိတ်ရှိနေတာဘယ်သူနဲ့မဆိုလေ့ကျင့်ပြီးပုံစံမျိုးစုံကနေအတွေ့အကြုံယူနေတာတွေကသူ့ရဲ့ဉာဏ်ရည်ကိုပိုပြီးထက်မြက်စေတာပါ ။အော်နောက်ထပ်စိတ်ဝင်စားစရာအချက်ကတာယာနဲ့ပွဲအတွက်ပြင်ဆင်တဲ့နေရာမှာနီးပြတွေကပြိုင်မဲ့ရဲ့နောက်ဆုံးပွဲနှစ်ပွဲလောက်ကိုပဲကြည့်ခဲ့တယ်လို့ယူမစ်ကဆိုတယ်နော်။ဒါကနည်းနည်းတော့ထူးဆန်းနေတယ်ပြိုင်ဘက်ကိုအထင်သေးကများလားတာယာကတာမန်ဖိုက်တာမှမဟုတ်တာ အထင်သေးတာတော့မဟုတ်ပါဘူးခင်ဗျာအဓိကအကြောင်းရင်းက Van ရဲ့ grappling စွမ်းရည်မြေပြင်မှာလုံထွီးတပ်ပုတ်တဲ့နေရာမှာအပြည့်အဝယုံကြည်မှုရှိနေလို့ပါ Van ကသူ့ရဲ့အဲ့ဒီစွမ်းရည်ကတိုင်ရတဲ့ပို့တာတယ်လို့ယုံကြည်ထားတာလေ ။ဒါဆိုပြိုင်ဘက်ရဲ့အကွက်တွေကိုလိုက်ပြီးကောက်ွယ်ဖို့ပြင်ဆင်လာထက်ကိုယ့်ရဲ့ကစားအကွက်ကိုပဲအကောင့်ထဲပို့ဖို့ကြီးကြီးမားမားအာယုံစိုက်ထည့်တာလို့သုံးသပ်ရတာပါနော် မှန်ပါတယ်ဗျာ ။ဒီနေရာမှာကဘာကျော်သုံးသက်သူတွေဖြစ်တဲ့ Joe Rogan နဲ့ Brandon Shaw တို့ရဲ့အမြင်တွေကိုရင်းမြစ်တွေကနဲ့ဆွဲထုတ်ကြည့်ရဲ့ပို့ပြီးရှင်းလင်းသွားမယ်။သူတို့က Van နဲ့ပတ်သက်ပြီးအကြီးကျယ်ချီးကျူးထားတာရှိတယ် ဂျုံပြီးရင်ဒုတိယမြောက်အတငယ်ဆုံးချန်ပီယံဖြစ်လာခဲ့တာကိုပြောရမလား ဟုတ်တယ်ရှင်ရှင်းစားကြည့်ပါ Van ဟာအသက်24နှစ်အရွယ်နဲ့ UFC သမိုင်းမှာအဲ့ဒီလောက်အောင်မြင်နေရလေသူတို့ကဘာကိုအဓိကချီးကျူးလဲဆိုတော့ Van ဟာ flyweight လို့ခေါ်တဲ့အပေါ့စားဝိတ်တန်းမှာကစားတာဖြစ်တဲ့အတွက်တစ်ချက်ထဲနဲ့အလဲထိုးနိုင်တဲ့ KO power အကြီးကြီးမရှိဘူးလို့ဆိုတယ် ဟုတ်တယ်ခင်ဗျာ ဒါပေမဲ့ Max Holloway လိုမျိုးတွဲလုံးတွေအဆက်မပြတ်ဖိအားပေးမှုတွေနဲ့ကစားတတ်တဲ့အရေးတွေကိုပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ် ဒီအချက်ကတော်တော်လေးကိုသတိပြုတဲ့အချက်ပါခင်ဗျာ flyweight တန်းမှာတစ်ချက်တည်းနဲ့အလဲထိုးဖို့ဆိုတာယူဘဝေဒတဝတရားအရာသိမ့်မလွယ်ပါဘူး ။ဘာဖြစ်လို့လဲရှင် ခနာကိုအလေးချိန်သေးငယ်တဲ့အတွေ့ထွက်လာတဲ့အင်အားလာလဲကန့်ထက်ချက်ရှိလို့ပါခင်ဗျာဒါကြောင့် Van တုံးတဲ့နီးဗျူဟာက Max Holloway လိုပဲအကျဉ်းရည်များများနဲ့ volume striking တိုက်ခိုက်တာပါပြိုင်ဘက်ကိုလက်တိချက်တဲနဲ့မေသွားအောင်လုပ်တာထက်အဆက်မပြတ်ဖြီးအားပြေးပြီးမောပန်းတွားအောင်အာယူနောက်တွားအောင်လုပ်တဲ့နီးဗျူဟာပေါ့ ။ဟိုလေအဆက်မပြတ်ရိုက်ခတ်နေတဲ့ line လုံးတွေလို့ပေါ့။ရေရှည်မှာပြန်ဘက်ကိုအသက်ရှူကျသွားစေတာမျိုးလား သိကြပါတယ်ခင်ဗျာပြီးတော့ attendance တလီနဲ့ဆိုတာကိုခံပညာလောကမှာအတွေ့အကြုံစတင်ရင့်ကျက်ခါစားအရွယ်မှာရှိပါသေးတယ်လက်ရှိအားလုံးအံ့ဩနေရတဲ့သူ့ရဲ့စွမ်းဆောင်ရည်ဟာအမြင့်ဆုံးအခြေအနေကိုရောက်ဖို့အများကြီးလိုပါသေးတယ် ။ Joe Rogan လို့ထိတန်းသုံးသက်သူတွေက Van စီမှာအားနည်းချက်တွေရှိနေသေးတယ်ဆိုတော့သိမြင်ပြီးမြဲအဲ့ဒီလိုအပ်ချက်တွေကိုကြော်လွန်ပြီးကြီးမားတဲ့အလားအလာတွေရှိနေတာကိုပါတပြိုင်နက်တည်းအသွင်မဖြူလက်ခံထားရတာပေါ့နော် ဟုတ်ပါတယ်ခင်ဗျာ ။ဒါပေမဲ့လေအလားအလာရှိုံချီကျူးခံရယုံနဲ့တော့တမိုင်းတလောက်အကောင်းဆုံးဆိုတဲ့ဂုံပုတ်ကိုရလာမှာမဟုတ်ဘူးလေ။အဲ့ဒီဂုံပုတ်ကိုရဖို့အတွက် Van Dermany နဲ့နောက်ထပ်တစ်နှစ်သို့မဟုတ်7နှစ်ခွဲအတွင်းမှာအလွန်အန်ဒီရဲ့များတဲ့ကြောင်ကုန်းကြီး3ခုကိုကြိုဖျက်ရဖို့ရှိနေတယ်လို့ရင်းမြစ်တိုင်းတွေကဆိုတယ် ဒီအန်ဒီရဲ့ပေးနိုင်ဆုံး fighter တုံးကတော့လက်ရှိ flying weight တန်းရဲ့အကောင်းဆုံးတွေလို့တညီတီတမတ်ခံထားရသူတွေပါပဲ ။ပထမဆုံးကြောက်ကပန်တူကြပါသူကအသက်36နှစ်ရှိပြီး BJJ ခဘတ်နဲ့ညာထားသူဖြစ်ပြီးပွဲပေါင်း36ပွဲမှာ30ပွဲအထိနိုင်ထားတဲ့
အဲ့ဒီအထက်မှာ KO က10ပွဲနဲ့အရှုံးပေးစေတဲ့ချုပ်ကွက်က12ပွဲအချီပါဝင်ပါတယ် ဒီနှစ်မကုန်ခင်မှာသူနဲ့မချေပွဲပြန်ထုတ်ဖို့နီးပြတွေကမျှော်လင့်ထားကြတယ်နော် ဟုတ်တယ်နေပါဒီနေရာမှာခဏလေးရပ်ပြီးမဲကျင်တာကရင်မြစ်ကပန်ဒိုဂျာရဲ့အသက်36နှစ်ဆိုတာကိုအားနည်းချက်တစ်ခုလို့ထောက်ပြထားတယ်ကျမနားရထားတာကတခြားအောင်စွာရီဖြစ်တဲ့ tennis မှာပဲဖြစ်ဖြစ် basketball မှာ LeBron James ကိုပဲကြည့်အသက်36-39ဆိုတာအကောင်းဆုံးကစားနိုင်ပေးတဲ့အရွယ်ပဲလေဘာလို့ဒီ flyweight တန်းမှာကြမှာအသက်36ကတေတန်ချမှတ်ခံရသလိုဖြစ်နေရတာလဲ ဒါကအရန်ကောင်းတဲ့မေခွန်းပါပဲခင်ဗျဒါကခနာဘေရနဲ့ကိုလေးချင်းလောချရတဲ့လုပ်ငန်းစဉ်တွေနဲ့ဆိုင်ပါတယ်တခြားအားကစားတွေနဲ့မတူတာကMMA မှာ flyweight ဆိုတာ125ပေါင်တန်းလေဟုတ်ပြီဒီ weight တန်းဟာလူခန္ဓာကိုယ်ရဲ့အမြန်ဆုံးလှုပ်ရှားနိုင်တဲ့ကြွက်သားမြင်တဲ့အပေါ်မှာရာခိုင်နှုန်းအများဆုံးမိခိုရပါတယ်အသက်35ကျော်လာတာနဲ့အများအဲ့ဒီကြွက်သားမြင်ရဲ့တုံညံနိုင်စွမ်းကတဘာဝအရာကျဆင်းလာပါတယ်လေလံနဲ့ဝိတန်းအကြီးဒီမှာခွန်အားနဲ့အတွေ့အကြုံကိုတုံးပြီးကာဗာလုပ်လို့ရမယ်ပေါ့နော်။ဒီရေထက်ကိုအတင်းအကျပ်ဆွဲထုတ်ပြီးဝိချရတဲ့တန်းကိုခတ်နိုင်ရပိုနဲလာပါတယ်။ဒါကြောင့်ပန်တိုဂျာအနေနဲ့ရင်တုံးကလိုအကောင်းဆုံးတွက်လက်မှုနဲ့ခတ်နိုင်ရကိုထိန်းထားနိုင်မှာမလားဆိုတာကအဓိကစောင့်ကြည့်ရမယ့်အချက်ဖြစ်လာတာပါရှင်းလင်းသွားပါပြီဒုတိယတယောက်ကိုကြည့်ရအောင် Manel Cut အသက်32နှစ်ရမင်းတွေကသူ့ကို striking လို့ခေါ်တဲ့အကွာဝေးယူပြီးလက်တိချိခံချက်တွေတုံးတဲ့နေရာမှာပင်ကိုပါမီယူရှင်လို့သတ်မှတ်ထားတယ်29ပွဲမှာ22ပွဲနိုင်အဲ့ဒီထဲက14ပွဲကို KO နဲ့နိုင်ထားသူပါသူက Van တွေဘလို့ချင်းချုံမှုမျိုးဖြစ်လာနိုင်လဲခတ်တဲ့အဓိကအားသာချက်ကထောင်ချိုးရီယူပြီးကစားလာပါပဲခင်ဗျာဗန်ကအရှိကိုတက်တိုးပြီးဖိအားပေးကစားတတ်သူဆိုရင်ခတ်ကဘေးတိုက်ထောင်ချိုးတွေကနေယူချီဝင်လာတတ်တဲ့တံပြန်တိုက်ဆက်သမားပါဆိုတော့ Van ရဲ့အဆက်မပြတ်တိုက်ခိုက်မှုကိုကတ်ရဲ့တိကျပြီးပြင်းထန်တဲ့တစ်ချက်တဲသောတံပြန်လက်သီးတွေကရက်တံပြစ်နိုင်မလားဆိုတာကသူတို့နှစ်ယောက်တွေ့ရင်ဒိတ်ကစိတ်ဝင်စားစရာဖြစ်လာမှာပေါ့နော်ဟုတ်တယ်ခင်ဗျတတိယတယောက်ကတော့ဂျမန်နိုင်ငံသားကျိုဂျီဟိုရီကူချီပါအသက်35နှစ်ကရာတေဒုတိယဒီဂရီခပ်ပတ်နဲ့ပိုင်းရှင်ဖြစ်ပြီး42ပွဲမှာ36ပွဲနိုင်ထားသလိုနောက်ဆုံးခွန်ပွဲစက်တိုင်နိုင်ထားတဲ့ Wire Fighter ကြီးမှာသူရဲ့ Karate နောက်ခံကဘာဒီကွာခြားသွားစေသလဲ Karate နောက်ခံရှိသူတွေရဲ့အကြီးမားဆုံးအားသာချက်ကအကွာအဝေးထိုင်းချုပ်မှုပါပဲခင်ဗျာ Horiguchi ဟာပြိုင်ဘက်ဝင်လာမဲ့အချိန်ကိုအတိအကျတွက်ချက်ပြီးနောက်ကိုတလန်းဆုပ်ကအချိန်ကိုက်ဝင်တိုက်တဲ့နေရာမှာဆရာတဆူပါဒါဆို Van လိုဖိအားပေးကစားတဲ့သူတွေအတွက်ဒီလိုအကွာအဝေးကိုလိုသလိုထိန်းချုပ်တတ်တဲ့ Wire Fighter ကြီးတွေကအကြီးမားဆုံးခေါင်းခေးစရာပဲပေါ့နော်ဒါပေါ့ခင်ဗျလုံးဝကိုစိန်ခေါ်မှုကြီးပါပဲအခုကျမတို့ UFC ဆိုတဲ့အမြင့်ဆုံးတောင်ထိပ်အကြောင်း Joshua Van လို champion တွေရဲ့ပေးဆက်ရမှုတွေအကြောင်းကိုပြောခဲ့တယ်။အဲ့ဒီအမြင့်ဆုံးနေရာမှာတောင်ကိုပိုင်ဘောရတွေစစ်သိမ်းပြီးပေးဆက်နေရတယ်ဆိုတာရှင်းပါတယ်။ဒါပေမဲ့တကယ်ပေးဆက်မှုစီးပွားရေးစနစ်ရဲ့အကျဉ်းတန်းဆုံးအပိုင်းတွေကကမ္ဘာ့ဆင်ပြိုင်ပွဲကြီးရဲ့မီးရောင်တွေအောက်ကနေအခြားသော promotion တွေအောက်ချက်အဆင့်ပြိုင်ပွဲတွေစီကိုအာရုံပြောင်းကြည့်မှာအပြည့်အဝမြင်ရမှာပါ။မှန်ပါတယ်ခင်ဗျ။ကိုခံပညာလောကဆိုတာ UFC တခုတည်းရှိတာမဟုတ်ပါဘူး။အခြားသော promotion တွေမှာလည်းဂျိုးဝိုင်းပြင်ပကပြိုင်ဆိုင်မှုတွေနိုင်ငံရေးဆိုင်တဲ့တွက်ချက်မှုတွေကဂျိုးဝိုင်းတွေကလိုပဲတွေးထက်တန်းရုံများလာပါတယ်ဟုတ်တယ်ရင်းမြစ်ဒီကနေ One Championship နဲ့ GOT ကောင်လူပြိုင်ပွဲတွေမှာဖြစ်ပျက်နေတဲ့ရက်စက်တဲ့အဖြစ်အပျက်တွေကိုဆွဲထုတ်ပြထားတယ်။ရင်ဆုံး One Championship မှာဖြစ်ခဲ့တဲ့ပြဿနာတစ်ခုကိုကြည့်အောင်ပန်တိုဂျာစခန်းကလူတွေနဲ့အချောက်ဖွဲ့တစ်ခွဲဟာဟိုတယ်မှာတင်ပြဿနာတက်ပြီးရင်ဖြစ်ခဲ့ကြတယ်။အဲ့ဒီကိစ္စကိုပွဲစီစဉ်သူ promoter တွေကအလွန်ဒေါသထွက်ခဲ့တယ်မဟုတ်လားဟုတ်တယ်လေဒီနည်းပြတွေကိုနောက်လုံးဝမမြင်ကျင်တော့ဘူးလို့တင်းတင်းကြပ်ကြပ်တတိပေးတဲ့အထိဖြစ်ခဲ့တယ်လို့ဖော်ပြထားတယ်။ promoter ဆိုတာကပွဲတွေကိုငွေကြေးစိုက်ထုတ်ပြီးစီစဉ်ပေးတဲ့စီးပွားရေးသမားတွေလေသူတို့ကစီကိုင်းကိုတင်းချက်တာနားလည်နိုင်ပေမဲ့ဒါက fighter တွေရဲ့စိတ်ခံစားမှုကဂျိုးဝိုင်းပြင်ပအထိဘလောက်တောင်လွှမ်းမိုးနေတယ်လဲဆိုတာကိုပြသနေတာမဟုတ်ဘူးလား။သိကြတာပေါ့ခင်ဗျာ။ fighter တယောက်ရဲ့ဘဝဟာဂျိုးဝိုင်းတဲ့က15မိနစ်စာလုပ်ပြီးမဟုတ်ဘူးဆိုတာဒီအချက်တာတက်သေးပြနေတာပါ။ပြင်ပမှာလေသူတို့ရဲ့ actor တွေစိတ်ခံစားမှုတွေကိုအမြဲတမ်းထိန်းချုပ်နေရတယ်။ဒါကင် promoter တွေဘက်ကကြည့်ရင်လေသူတို့ရဲ့အထူးကရည်ရွယ်ချက်ကစီးပွားရေးနဲ့ပရိသတ်ဆွဲဆောင်နိုင်မှုပါပဲ။ဒါကြောင့်စာချုပ်ကိစ္စတွေပွဲစဉ်ဖန်တီးမှုတွေမှာပြင်းထန်တဲ့တွက်ချက်မှုတွေရှိလာပါတယ်။အဲ့ဒီပွဲစဉ်ဖန်တီးမှုကိစ္စကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။ရင်းမြစ်တွေက One Championship ရဲ့ပွဲစဉ်ဖန်တီးမှုတွေကိုထောက်ပြထားတာရှိတယ်။ဥပမာရော IQ နဲ့စေးစင်းမှုမအောင်လို့ပွဲပဲ့ခံရပြီးပြန်လာတဲ့နာဘာတီတိုးပွဲမျိုးတီးပေးတာပေါ့နော်
ပြီးတော့ဒေါ်လာ300 တန်စာချုပ်ရထားတဲ့ဂျိုဟန်နဲ့မာတင်ကာဇာလီညီကိုရီရဲ့ပွဲတွေလည်းပါတယ်လေ ဟုတ်တယ်နောက်ပြီးရှုံးပွဲဆက်နေတဲ့ကျောင်းဆွာရိုင်ကိုနိုင်ပွဲပြန်ရအောင်စိတ်သက်ပြန်တက်လာအောင်တရုတ်ဖိုက်တာနဲ့တမင်ပွဲတီးပေးတဲ့အခွင့်အရေးမျိုးတွေလုပ်ပေးတယ်လို့သုံးသပ်ထားတယ်အထင်ရှားဆုံးတော့အလီစီယာဟယ်လင်းရိုဒရီဂွက်စ်ရဲ့စာချုပ်တဲ့ကိစ္စပါပဲ သူမဟာလက်ရှိချန်ပီယံခါဘတ်ကိုအသုံးပြုပြီးစာချုပ်တဲ့အတွက် promotion နဲ့ဈေးစစ်ခဲ့တယ်လို့ဆိုရနော် တဘောအနာဂတ်မှာ MMA ဘက်ကိုကူပြောင်းဟော့အထိပါတွက်ချက်နေတာကိုတွေ့ရတယ်ဒါတွေအားလုံးကရင်းမြစ်တွေကဖော်ပြထားတဲ့နိုင်ငံရေးဆန်တဲ့တွက်ချက်မှုတွေပေါ့ ဒီနေရာမှာကျွန်တော်တို့ဗတ်မလိုက်ပဲကြည့်ဟိုလိုပါတယ်ခင်ဗျာရင်းမြစ်တွေကဒီအချက်တွေကိုနိုင်ငံရေးဆန်တယ်လို့ထောက်ပြထားပေမဲ့စီးပွားရေးရှုထောင့်ကနေကြည့်ရင် promoter တွေဟာသူတို့ရဲ့ဂျဲဝင်ကစားသမားတွေကိုကာကွယ်ပေးတာရှုံးပွဲဆက်နေသူကိုပြန်လဲထူထောင်ခွင့်ပေးတာတွေဟာလုံယိုလုဆင်စီးပွားရေး view ဟာတွေလို့လဲဆိုနိုင်ပါတယ် အင်ဘလိုပဲဖြစ်ဖြစ်ဖိုက်တာတယောက်အနေနဲ့ကိုယ့်ရဲ့ကစားသမားဘဝရက်တည်နိုင်ရေးအတွက်ဂျိုးဝိုင်းထဲမှာတာမကအပြင်ဘက်ကစာချုပ်တွေ promotion တွေနဲ့ပါအများအားစစ်ပွဲဆင်နွှဲနေရတယ်ဆိုတာကတော့မြင်လို့မရအောင်မှန်တရားပါပဲ ဟုတ်ပါတယ်ခင်ဗျာပြင်ပစစ်ပွဲတွေစာချုပ်ပြဿနာတွေအပြင်တကယ်ရုပ်ပိုင်းဆိုင်ရာရက်ဆက်မှုအစစ်အမှန်ကအောက်ခြေပြန်ပွဲတွေမှာပိုပြီးထင်ရှားပါတယ် ပတ်ဟိန်းဆိုရင်တစ်ဖက်ဖိုက်တာရဲ့အမြင့်ကန်ချက်တွေခေါင်းကန်ချက်တွေအောက်မှာတစ်ဖက်သက်အကန်ခံရပြီးရှုံးနိမ့်ခဲ့ရတယ် ဒါပေမဲ့ဒီထဲမှာအစိုးရဆုံးနဲ့ပေးဆပ်မှုရဲ့အဒီပေကိုအရှင်းလင်းဆုံးပြသသွားတာကတော့စုပြည့်ကြံ့ရဲ့ပွဲပါပဲခင်ဗျာ ဟုတ်တယ်စုပြစ်ချမ်းရဲ့ပွဲစဉ်ကဖိုက်တာတယောက်ရဲ့ပေးဆက်ရောက်မှုနဲ့ရရှိနိုင်တဲ့အကျိုးအမြတ်ကြားကကွာဟချက်မျော်လင့်ချက်ကိုအတုံးချခံရမှုတွေကိုအထင်ရှားဆုံးပြသနိုင်ခဲ့တဲ့ပွဲလို့ဆိုရမှာပါရွေးမြင့်အချက်လက်တီရသူကပထမချီမှာကလေးကတိုက်ဆက်အပြည့်ဖွင့်ပြီးအပြင်းထန်ထိုးတက်ခဲ့တာပါနော် သူရဲ့အဲ့ဒီလိုရေးရင်းနဲ့ကစားဟန်ကို promotion ဥက္ကရကသဘောကျလွန်းလို့အကယ်၍သာသူတို့ထိကတယောက်ယောက်ကအလဲထိုးကီဦးနဲ့နိုင်ခဲ့ရင်ဖတ်တတန်းအထိစုကြည်ချီးမြှင့်မယ်လို့ပွဲမပြီးခင်မှာတင်စိတ်ကူးရှိခဲ့တယ်ဆိုပြီးပွဲပြီးမှထုတ်ဖော်ပြောကြားခဲ့တယ် ဒါပေမဲ့လက်တွေ့မှာတော့ဒုတိယအချီမှာစူပီချိုင်းရဲ့လက်ကျိုးထွားခဲ့ပြီးအရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်လေ ဒီအဖြစ်အပျက်ကိုတေချာပြန်ထုံးတက်ကြည့်ပါခင်ဗျာပွဲပြီးမှမင်းတာအလဲထိုးနိုင်ခဲ့ရင်ဘတ်တန်ပိတ်မလို့ပြောလိုက်တာက fighter တယောက်အတေ block တောင်စိတ်နာစရာကောင်းလိုက်မလဲဒါစိတ်ကူးရင်အောင်ကြောချမှုတစ်ခုကိုပြသလိုက်တာပါပဲ မှန်ပါလေလက်ချိုးတွားရဲ့အထီခန္ဓာကိုယ်အစိပ်ပိုက်တစ်ခုရေရှည်ပြက်စီးသွားနိုင်တဲ့အထီတိုက်ခိုက်ခဲ့တာတောင်မှအရှုံးနဲ့တော့ရင်ဆိုင်ခဲ့ရတယ်ပြိုင်ပွဲတွေရဲ့ရက်ဆက်မှုကိုကွက်ကွက်ကွင်းကွင်းမြင်ရတဲ့အထီဖြစ်ပါပဲဖိုက်တာတွေဟာနေ့စဉ်လောင်းချထပ်ပြီးရှင်းတန်းနေကြရတာပေါ့ ဒါကြောင့်မို့လို့ကျွန်တော်တို့အစောပိုင်းကဆွေးနွေးခဲ့တဲ့ပေးဆက်မှုစီးပွားရေးစနစ်ဆိုတာဒါကိုပြောတာပါခင်ဗျအောင်မြင်မှုနဲ့ကြရှုံးမှုကြားကစီးမြင်ဟာအလွန်ပါလွှာပါတယ်ဘတ်တတန်ဆိုတဲ့ပေါ်ပြောင်းလဲသွားနိုင်တဲ့မျောလင့်ချက်ကိုလိုက်ဖမ်းရင်းနဲ့ပဲလက်ကျိုးပြီးကစားသမားဘောကရက်တန့်သွားနိုင်တဲ့အန်ဒီရဲ့ကြားမှာသူတို့ဖြတ်တန်းနေရတယ် ဟုတ်ပါတယ်ဂျော့ရှွာဘန်လို့ထိတ်ဆုံးကချန်ပီယံတွေဟာမိသားစုကိုပိုင်ဘွားတွေကိုစတေးပြီးစိတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေဆင်နွှဲနေရတာလို့စုပီချန်လို့စ조사နေစဲဖိုက်တာတွေကလည်းသူတို့ရဲ့ခန္ဓာကိုယ်သူတို့ရဲ့ရိုးတွေကိုစတေးပြီးဒီရက်ဆက်တဲ့လောဘကြီးဟဲမှာတူညီစွာရှင်သန်နေကြရတာဖြစ်ပါတယ် တကယ်ကိုလေးနဲ့တဲ့အမှန်တရားပါပဲခင်ဗျာ ကဲဒါဆိုရင်ဒီနေ့လေ့လာခဲ့တဲ့အကြောင်းအရာတွေကိုနစ်ချုပ်ပြန်ကြည့်အောင်ကျမတို့ဂျော့ရှွာဘန်ရဲ့ကျိုးဝိုင်းတွင်းကမီးကန်တီတာကိုဖွင့်ရင်ကိုလက်ပြန်ညက်မိလို့ဖြစ်စီတဲ့စိတ်တက်စစ်စင်ရေးတွေကနေစတင်ခဲ့တယ်အဲ့ဒီနောက်ပုတ်ကိုရေးပေါ်ကမိသားစုအနောင်ဖွဲ့တွေကိုစတေးပြီးဂျင်မာပဲချင်းကုံဆုံးရင်ရီမန်းချက်ကိုအာယုံဆိုင်နေပုံတွေကိုလေ့လာခဲ့ကြတယ် ဟုတ်တယ်ပြီးတော့ပြိုင်ဘက်ကိုအကွာဝေးထိန်းချုပ်တာအဆက်မပြတ်ဖိအားပေးတာဆိုတဲ့ရူပဗေဒသဘောတရားတွေကိုဆွေးနွေးခဲ့တယ်လေ ပြီးတော့အနာဂတ်ဂုံပုတ်ဖိလာဟိုသူဖြတ်ကျော်ရမယ်ပန်တိုဂျာဟိုရီခုချီစတဲ့ဝိုင်းရင်စင်ခေါ်သူတွေရဲ့ခန္ဓာပြေတာအာနေကတ်အာတာချက်တီကြောင်းဆွေးနွေးခဲ့တယ်လို့ One Championship နဲ့ ကော့ခေါင်လို့အခြား promotion တွေမှာကြုံတွေ့ရတဲ့စားချုပ်ပြဿနာတွေနိုင်ငံရေးဆက်လက်ပွဲစီစဉ်မှုတွေနဲ့လက်ကျိုးတဲ့အထိတိုက်ခိုက်ရတဲ့ပြင်းထန်တဲ့လက်တွေဘဝအခက်ခဲတွေကိုပါပြပြစုံစုံလေ့လာခဲ့ကြပါတယ် ဒီချက်လက်တွေအားလုံးကိုချက်ဆက်ကြည့်လိုက်ရင်အောင်မြင်မှုဆိုတာအခါမှမရဘူးဆိုတာရဲ့ထိတ်ဆုံးနေရဆိုတာလူလွယ်နဲ့ရောက်လာတာမဟုတ်ဘူးဆိုတာကိုပိုကြီးထင်ရှားစွာမြင်လာရပါတယ်ခင်ဗျာ ဒါကြောင့်ဒီနေ့အစီအစဉ်ကိုမပိတ်ခင်မှာစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ကြပါတယ် ဟုတ်ကဲ့ပါဘာများဖြစ်မလဲခင်ဗျာ လူတယောက်ရဲ့ဖြောင်းတန်းတဲ့ဘဝလမ်းကြောင်းကိုဆွန့်လွတ်ပြီးကိုခန့်ပညာတိုင်းပေါင်းစုံလောကမှာအမြင့်ဆုံးချန်ပီယံခါဘတ်ကိုရဖို့အတွက်ပုံမှန်လူသားတယောက်လိုမိသားစုဘဝကြီးစောက်ခွင့်နဲ့ကိုယ်ပိုင်ဝါသနာတွေကိုဆွန့်လွတ်ရမယ်ပြီးတော့ဟိုတယ်ထက်ကရံပွဲတွေစာချုပ်အတွက်အားပြိုင်ဥတွေနောက်ဆုံးလက်ချိုးတွားတာလိုမျိုးပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်ဥတွေနဲ့ဘဝပြတ်သွားနိုင်တဲ့အန်ဒီရီတွေကိုပါအချက်မယူရင်ဆိုင်ရနိုင်တယ်ဆိုရင်
အဲ့ဒီချန်ပီယံဆိုတဲ့ဂုံဘိုးဟာတကယ်ပဲအဲ့ဒီလောက်ကြီးမားတဲ့ပေးဆက်ရမှုတွေနဲ့ထိုက်တန်ရဲ့လား တကယ်ကိုလေးနဲ့တဲ့မိခုံးပါပဲခင်ဗျ ဟုတ်တယ်လေအဲ့ဒီရွှေရောင်တောက်ပနေတဲ့ခါဘတ်နောက်ွယ်ကပေးဆက်ရတဲ့တန်ဖိုးကတကယ်ပဲမြတ်တာမှုရှိပါမလားဆိုတာစဉ်းစားစရာပါပဲအားလုံးပဲနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Welcome to the debate ဟိုလေဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ ဟုတ်ပါတယ်ရှင်ပရိသတ်ကြီးလည်းတော်တော်စိတ်ဝင်စားနေကြတဲ့အကြောင်းအရာတစ်ခုပေါ့နော် မှန်ပါတယ်စဉ်းစားကြည့်ပါဗျာအသက်24နှစ်အရွယ်ကောင်လေးတစ်ယောက်ကကမ္ဘာအကျဉ်းတန်းဆုံးလောင်ချွင်းထဲမှာဝါရင်ချန်ပီယံတွေကိုဘယ်လိုများချင်းချောက်နိုင်ခဲ့ရလဲဆိုတာပေါ့လက်ရှိ flyweight တန်းမှာ Joshua Ban ဟာဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်သမိုင်းမှတ်တိုင်စိုက်ထူထားပါပြီသူသွားနေတဲ့လမ်းကြောင်းကတေချာပေါက်အကြီးမားဆုံးသောအောင်မြင်မှုဆိုတဲ့ GOAT စီကိုဦးတည်နေတာအားလုံးအသိပါပဲ သိချတာပေါ့သူကတကယ်ကိုရှာရှာပါပါထူချတဲ့ကစားသမားတစ်ယောက်ပါ ဒါမဲ့သူ့ကိုဒီလိုထိတ်ဆုံးကိုရောက်လာစေတဲ့နောက်ွယ်ကအဓိကတွန်းအားဟာဘာလဲဆိုတာကတကယ်စိတ်ဝင်စားရမြေကုန်ဖြစ်လာပြီလေကျွန်တော်ယတိချက်ကတော့ရှင်းလင်းပြသပါတယ်ဗန်ဒက်ကိုဒီလောက်ထိအောင်မြင်စေတာဟာသူ့ရဲ့ပြိုင်ဘက်ကင်းလာကစိတ်သက်ပိုင်ဆိုင်ရာစစ်စင်ရဲ့ပြီးတော့တခြားရာအားလုံးကိုဆွတ်လွတ်ထားတဲ့အဆုံးရောက်နေချိုင်မှုပုံစံကြောင့်လို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်တယ်ဗျာ ဟိုလီစိတ်တက်ပိုင်းဆိုင်ရာစစ်စင်ရေးဆိုလာက ခဏလေးဗျာကျွန်တော်ပြောချင်တာကဂျိုးဝိုင်းတဲ့ကတိုက်ပွဲဆိုတာရုပ်ပိုင်းဆိုင်ရာတတ်တတ်မဟုတ်ပါဘူးစိတ်သက်ပိုင်းဆိုင်ရာအကျွမ်းမဲ့အတားဆီးယူနိုင်မှုကဒါရေရှည်ချန်ပီယံတယောက်ကိုမွေးဖွားပေးတာလို့ကျွန်တော်မြင်ပါတယ် ဟိုလီစိတ်တက်ခွန်ကားဆိုလာဖိုက်တာတိုင်းမှာရှိတဲ့အခြေခံလိုအပ်ချက်တစ်ခုဆိုလာတော့မှန်ပါတယ်ဒါပေမဲ့တကယ်အမြင့်ဆုံးအဆင့်ရောက်လာတဲ့အခါပွဲတစ်ပွဲကိုအဆုံးဖြတ်ပေးတာကလက်တွေ့ကြတဲ့ဇီဝကမာပေးတာအသက်အရွယ်ရာရရှိလာတဲ့အာတာချက်နဲ့နီးစနစ်ပိုင်းဆိုင်ရာတိကျတဲ့ကြောင့်မှုတွေပဲဖြစ်တယ်လို့ကျွန်မမြင်နေ ဆိုလိုတာကခန္ဓာကိုယ်နဲ့နီးစနစ်ကပိုရေးကြီးတယ်လို့ပြောချင်တာလားဗျာ ဒါကောရှင်အထူးသဖြင့်ရက်တပြက်မြန်ဆန်းမှုကိုအတိအကထားရတဲ့ flyweight တန်းမှာဘိုင်းရဲ့အသက်20စီးနှစ်ရွယ်လက်ဆက်တဲ့ဇီဝကမဆွမ်းရည်ရဲ့ပြီးတော့တနေ့ကချတိုးတက်လာတဲ့ပြိုင်ဘက်ကင်း boxing တွဲလုံးတွေကသာ wide champion ကြီးတွေကိုဖြိုချနိုင်မယ်အဓိကလက်နက်ဖြစ်တယ်လို့ကျွန်မယက်တီကျင်ပါတယ် ကောင်းပါဗျာဒါဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ UFC 328ကတက်ဆူရိုတာယာနဲ့ပွဲကိုပြောကြည့်ကြအောင်ဒီပွဲကကျွန်တော်ခုနပြောတဲ့စစ်တပ်ပိုင်းဆိုင်ရာစစ်စင်ရေးဆိုတာကိုအထင်ရှားဆုံးထပ်တည်ပြခဲ့တာပဲဗျာတိုင်းချုပ်ပြီးအနိုင်ယူခဲ့တဲ့ဖြစ်စဉ်ကိုခင်ဗျားကနီးစနစ်တက်တက်လို့မြင်ကောင်းမြင်နိုင်ပါတယ်ဒါမဲ့ကျွန်တော်ကတော့အဲ့ဒီလိုလုံးဝမမြင်ဘူးဗျာဒါဟိုဒီဘယ်လိုပြောမလဲတားကောင်ကိုလိုက်ရှာနေတဲ့မူဆိုတယောက်ကရွတ်တရက်သူကိုယ်တိုင်တားကောင်ပြန်ဖြစ်သွားမှတိလိုက်ရတဲ့အခိုက်အတန့်မျိုးပါ ။အိုးအဲ့ဒီလိုတင်စားတာကတော့နည်းနည်းလေးလွန်သလားလို့ပေါ့နော် မလွန်ဘူးဗျစဉ်းစားကြည့်လေတိုင်းရရဲ့ကစားကွက်တစ်ခုလုံးကသူပဲအပေါ်ကနေဖိထားမယ်သူပဲချုပ်ကွက်ရှာမယ်ဆိုတဲ့ယုံကြည်ချက်ပေါ်မှာတိဆောက်ထားတာပါအဲ့ဒီလိုယုံကြည်နေခြင်းမှာမထင်မပဲလေဗင်းကိုအနောက်ကနေတိုင်းချုပ်ခံလိုက်ရတဲ့အခါတိုင်းရရဲ့မျက်လုံးထဲကအကြောက်တရားကိုခမားတေချာပေါင်းမြင်လိုက်မှာပါဒါဟာရုပ်ပိုင်းဆိုင်ရာအလဲထုံးမခံခင်စိတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲထွန်းအောင်ရိုက်ချိုးလိုက်တာပဲဖြစ်ပါတယ်စိတ်ခွန်အားမရှိရင်ဒီလိုခြေနေမျိုးကိုဖန်တီးနိုင်မှာမဟုတ်ဘူးဗျ ။အဲ့ဒီမြင်ကွင်းကတကယ်ကိုအန်တော်မင်းတက်စရာကောင်းသေးစရာကျွန်မလည်းလက်ခံပါတယ်။ပရိသတ်ကြီးအတွက်လည်းတော်တော်လေးရင်ခွန်စရာပါပဲ။ဒါပေမဲ့ရှင်ပြောသလိုစိတ်တက်တစ်ခုတည်းနဲ့တော့မဟုတ်ဘူးပေါ့နော်။ကျမတို့ကနီးစနစ်ပိုင်းရှုထောင့်ကနေတေချာပြန်သုံးသပ်ကြည့်ဖို့လိုပါတယ်။ ဘယ်လိုနီးစနစ်ပိုင်းလိုအပ်ချက်တွေရှိနေသေးလို့လဲဗျာ တန်ရာကိုအနိုင်ရခဲ့တာစိတ်တပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုရှိသွားတယ်ဆိုပေမဲ့ပေါ့နော်ဒီဖြစ်စဉ်ကိုတေချာလေးလာခဲ့တဲ့ဂျီရိုကန်နဲ့ Brandon Shit ထောက်ပြခဲ့တဲ့အချက်တွေကိုကျမတို့လေလူရှုထားလို့မရပါဘူး Brandon Shit တေချာထောက်ပြသွားတာကဘန်ရဲ့ grappling လို့ခေါ်တဲ့မြေပြင်လုံးထွေတိုင်းချုပ်တဲ့အပိုင်းမှာလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်ဆိုတာပါပဲ ဟုတ်တော့ဟုတ်ပါတယ်ဒါပေမဲ့ ခဏလေးရှင်ကျွန်မပြောပါစီအောင်စိတ်တက်ခွန်အားဆိုတာကြီးမားတဲ့အရာဖြစ်ပေမဲ့နီးစနစ်ပိုင်းဆိုင်ရာ how အတီကိုတော့အများအားဖုံးကွယ်ထားပေးနိုင်မှာမဟုတ်ဘူးလို့ပြောချင်တာပါ ဒါပေမဲ့အဲ့ဒီဟာကွက်တီရှိနေတယ်ဆိုရင်တောင်မှအဲ့ဒီဟာကွက်ကိုအတုံးချဖို့စ조사လာတဲ့ပြိုင်ဘက်ကိုကိုယ့်ရဲ့ပြင်းထန်တဲ့စိတ်သက်နဲ့တင်ပြိုင်ပြီးဖိအားပေးလို့ရတယ်လေဗျာတန်ရပွဲမှာလူပြသွားသလိုပေါ့ ကျမနန်းနေဖြစ်ဆွတ်ချင်တာကဒီလိုမထင်မှတ်တဲ့အကွက်မျိုးကိုတစ်ချိန်တစ်ခါသုံးပြီးအနိုင်ယူတာဟာတန်ရလိုကစားသမားမျိုးအပရောမှာအလုပ်ထိကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဝိုင်းရင်ပြိုင်ဘတ်တွေကကျိုးဝိုင်းထဲမှာဘယ်တော့မှအဲ့လိုကြောင်တောင်တောင်ဖြစ်သွားလိမ့်မရှိဘူးရှင် သူတို့လည်းလူလေပဲလေဗျာကြောက်စိတ်တော့ဝင်တော့မှာပဲ ဟမ်မဟုတ်ဘူးလေသူတို့ကရှင်ရဲ့စိတ်ဓာတ်ကိုကုရုမဆိုင်ဘူးခမရဲ့ဟာကွက်ကိုပဲမျက်စိတော့ထောက်ကြည့်နေတာပါဘန်အနေနဲ့မြေပြင်ကစားကွက်လိုအပ်ချက်တွေကိုအချိန်နဲ့အမျှတိတိကျကျမပြင်ဆင်နိုင်မှုဆိုရင်အသက်24နှစ်အရွယ်ရဲ့ရဲတင်းမှုတို့စိတ်တခွန်အားလို့ဆိုတာတွေကနောက်ဆုံးတော့အတွေ့အကြုံရင်ကျွမ်းကျင်သူတွေရဲ့နိစနစ်ကြောဆိုင်တန်းမှာပိတ်မိသွားမှအတိတ်ချပါပဲ
အတွေ့အကြုံရင့်ကျွမ်းကျင်သူတွေရဲ့ကြောကွင်းကိုဘယ်လိုရှောင်ကွင်းမလဲဆိုတာကသူ့ရဲ့နေ့စဉ်နေထိုင်မှုပုံစံမှာအဖြစ်ရှိပြီးသားလို့ကျွန်တော်မြင်တယ်ဗျာတိုင်ရနေပွဲမှာပြသခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအသာစီးရမှုဆိုတာကျိုးဝိုင်းနဲ့ရောက်မှရုတ်တရက်ထိတီလာတာမဟုတ်ဘူးလေ ဒါဆိုဘေးကနေရလာတာလဲရှင် ဂျင်းထဲမှာသူဖြတ်တန်းနေတဲ့အခြေအနေကနေပုံသွင်းယူလာတာပါဘန်ရဲ့နီးဖြတ် Frank ပြောပြတဲ့အချက်ကိုပြန်စဉ်းစားကြည့်ပါဗျာဘန်ဟာဂျင်းမပဲမြင်နေတယ်သူဟာချန်ပီယံတက်ဖြစ်နေပြီးမှမာနမကြည့်ဘူးအခုမှစကစားတဲ့အပျော်တမ်းကစားသမားတွေနဲ့ပါ sparring လို့ခေါ်တဲ့အစမ်းလေ့ကျင့်ထိုးသမှုတွေလုပ်တယ်သူမှအခြားပျော်စရာမရှိဘူးလေ အဲ့ဒါကကောင်းတဲ့အချက်လို့ရှင်းထင်နေတာလား အွန်လိုင်းအန်ဆန်လူကစားသမားမျိုးတောင်အိမ်တောင်ကြပြီးမိသားစုနဲ့ချင်းဖေးရတဲ့အခါ professional စုဆိုင်မှုအနည်းနဲ့များလျော့ကျသွားတာကိုကျွန်တော်တို့တွေ့ရတယ်လေ။ဘာမှအဲ့လိုအနောက်ဟဲ့တဲ့အာယုံနောက်စရာတွေလုံးဝမရှိဘူးဗျာ။ဂျင်ဟာသူ့ရဲ့အိမ်ပဲ။အဲ့လိုကြီးဆွဲလန်းနေလာကဒီလိုပြင်းထန်တဲ့ဆွဲလန်းမှုတုံးတိုက်တိုက်ကြားကြိုက်ကစားနိုင်တဲ့တန်ရောစင်ကင်းတဲ့စိတ်တက်ကပဲသူ့ကိုချင်းတို့အတွင်းမှာဒီလိုတိုးတက်လာစေတာမဟုတ်ဘူးလားဗျာ နေပေါင်းရှင်နေပေါင်းအဲ့လိုဂျင်ထဲမှာချီ24နိုင်နေနေတာကပဲရေရှည်မှာပြဿနာတစ်ခုမဟုတ်ဘူးလားလို့ကျွန်မမေးရှင်ပါတယ်ကျွန်မတို့ခန္ဓာကိုယ်ကစက်ရုံမှာမဟုတ်တာနီးပြ French ကိုယ်တိုင်ပြောခဲ့တဲ့စကားကိုပဲကျွန်မပြန်ကောက်ချင်ပါတယ်သူတို့နီးပြတွေကတော့ပန့်ကောနားယူဖို့ဖိအားပေးနေရတယ်လို့ပြောခဲ့တယ်လေ ။အနာမီကိုပဲလက်ချက်နိုင်တာသူ့ရဲ့အားသာချက်ပေါ့ဗျာ အသက်24နှစ်အရွယ်မှာတော့ခန္ဓာကိုယ်ကထန်ခန့်နိုင်ဒေတာပေါ့ရှင်နေ့တိုင်းလေ့ကျင့်လေရတယ်ဒါပေမဲ့ပွဲပေါင်း36ပွဲလောက်ကစားထားပြီးအသက်36နှစ်အရွယ်အထိထိတိုင်းစင်မှာရည်တည်နေနိုင်တဲ့ဘန်ဒိုဂျာလိုချန်ပီယံမျိုးကိုကြည့်သူတို့ရဲ့ရေရှည်ခံနိုင်ရည်ဆိုတာအနားယူခြင်းရဲ့ဘဝရဲ့အများတာမှုတွေအပေါ်မှာတိဆောက်ထားတာပါ ။အမေရန်လက်ချက်နာကပုံမကောင်းဘူးလား လုံးဝမကောင်းဘူးရှင်အမေရန်ပိတ်လောင်ပြီးလေ့ကျင့်နေခြင်းအားရေရှည်မှာဘဝအယုံကျော်စနစ်ကိုထိခိုက်စေပြီးတော့စိတ်ကိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာပါပင်မနွဲနေမှုဆိုတဲ့ဘာနောက်ကိုဖြစ်စေပါတယ်ဘာနောက်ဖေလာရင်အဓိကထိခိုက်တာကလှုပ်ရှားမှုတုံ့ပြန်လုံးတွေနှေးကွေးသွားတာပါပဲဒါကြောင့်အနောင်ဖွင့်မရှိတာဂျင်မှာပဲအမြဲနေတာဆိုတာဒီကိုရှင်ကစိတ်ကရအားတာချက်တစ်ခုလို့မြင်ရပေမဲ့လက်တွေ့ဇီဝကမ္မပေတာအရာတော့ဒါသတိထားမဲ့အချက်လို့ကျွန်မမြင်တယ် အနာယူခြင်းရဲ့ရေးပါမှုကိုကျွန်တော်လည်းလက်ခံပါတယ်ဗျာဇီဝကမ္မဗေဒကိုအပြည့်အဝလက်ယူရှုလို့မရဘူးဆိုတာမှန်ပါတယ်ဒါမဲ့ခမည်းစဉ်းစားကြည့်ဖို့လိုတာကစိတ်ပိုင်းဆိုင်ရာဆွဲလန်းမှုကဇီဝကမ္မဗေဒရဲ့ကန့်သက်ချက်တွေကိုကြော်လွှမ်းသွားတဲ့အခိုက်အတန့်တွေအားကစားသမိုင်းမှာအများကြီးရှိတယ်လေဗျာ ဥပမာဘယ်သူများရှိလို့လဲရှင် ဘတ်စကတ်ဘောမှာဆိုရင် Kobe Bryant ရဲ့ Mamba mentality ကိုကြည့်ပါလားသူဆိုရင်မနဲ့၄နာရီထားလေ့ခြင်းတယ်လူတွေကအနားယူဖို့ပြောကြပေမဲ့ तू ကဂရုမစိုက်ဘူးအဲ့ဒီလိုပြင်းထန်တဲ့စိတ်သက်ကပဲသူ့ကိုဂန္ဓဝင်ဖြစ်စေခဲ့တာပါပဲ Van ရဲ့အခုလိုဂျင်မာပဲနေလဲကျင့်ဟာလေ MMA လောကတော့နောက်ထပ် Mamba mentality တစ်ခုပဲလို့ကျွန်တော်မြင်တယ်ဗျာ ဟဲဟဲရှင်ဘတ်စကတ်ဘောနဲ့တွားရင်တာတော့နည်းနည်းရဲစရာကောင်းတယ်ပြီရှင် ဘာလို့ရဲစရာကောင်းရမှာလဲဗျာတာမန်များသားမှုလောက်ကိုရှာနေရင်တာမန်ချန်ပီယံမဖြစ်မှာပေါ့ gold ဖြစ်ချင်ရင်တော့အရာလုံးကိုပေးဆက်ရမှာပဲလေ ကိုဘီဘရိုင်ယန်ရဲ့မမာမန်တာလီတီကိုဥပမာပဲကတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ဒါပေမဲ့ဘတ်စကတ်ဘောကစားတာနဲ့လောင်ချွင်ထဲမှာတယောက်နဲ့တယောက်အသေးသေးတက်ပုတ်ရတဲ့ MMA ကစားတာကတဘာဝချင်းလုံးဝမတူဘူးလေဘတ်စကတ်ဘောမှာပင်ပန်းရင်ကျွတ်တတ်မယ်ခြေချင်းဝတ်လဲမယ်ဒါပဲလေ MMA မှာလည်းပင်ပန်းရင်ရှုံးမှာပေါ့ ရှုံးယုံတယ်မကောက်ဘူးလေရှင် MMA မှာပင်ပန်းနွမ်းနေနေရင်အာယုံဂျိုးစနစ်ကကောင်းကောင်းအနာမရထားဘူးဆိုရင်ခမရမျက်နာကိုဝင်လာမဲ့လက်တိကိုရှောင်နိုင်မှာမဟုတ်ဘူးဦးနောက်ကိုထိခိုက်မယ်အဲ့ဒီချိန်မှာစိတ်တက်ကဘလောက်ပဲကောင်းနေပါစေမြေရုပ်ကိုအတိအကျအထိုးခံရရင်ခန္ဓာကိုယ်ကအလိုလိုပြောချသွားမှာပဲစိတ်တက်ဆိုတာကြိုးဝိုင်းပြက်မှာလွင့်ထွက်သွားတတ်တယ်ရှင်ဒါကြောင့်ကျမကနီးစနစ်နဲ့ခန္ဓာကိုယ်တိဆောက်မှုကိုပို့ပြီးအလေးထားတာပါ ခမည်းပြောတဲ့အာယုံကျော်စစ်စစ်နဲ့တုံ့ပြန်မှုတွေကရေးကြည့်တာမှန်ပါတယ်ဗျာဒါဆိုရင်လက်ရှိ flyweight တိုင်းမှာသူ့ကိုစောင့်ကြိုနေတဲ့စင်ခေါ်ထူတွေကိုကြော်ဖြစ်ဖို့ကိစ္စကိုကျွန်တော်တို့ဆက်ဆွေးနေကြည့်အောင်ဗျာ ဟုတ်ကဲ့ဆွေးနွေးကြည့်အောင်ပေါ့ မာနကတ်ဆိုရင်အသက်30နှစ်ရှိပြီးပွဲပေါင်းများစွာကစားထားပြီး14ပွဲကိုအလဲထိုးနဲ့နိုင်ထားတဲ့ striking လို့ခေါ်တဲ့မှတ်တဲ့ရဲ့လက်ထိကန်ချက်ပါရမီရှင်ပါနောက်တစ်ယောက်ကဂျိုဂျီဟိုရီဂူချီသူအသက်35နှစ်ကာရာတေခါဘတ်နဲ့ပိုင်ရှင်ဖြစ်ပြီးပွဲပေါင်း40ကျော်တွေ့ကြုံရှိတဲ့ဝါရင်ကြီးပါ ဟုတ်ပါတယ်သူတို့ကတကယ်ထိတ်တန်းနေပါ ပြီးတော့အခုနကခမည်းပြောတဲ့လက်ရှိချန်ပီယံဟောင်းပန်တိုဂျာလေးရှိသေးတယ်လေဒီလိုတွေ့ကြုံလင်းများနီးစနစ်ပိုင်းမှာလဲဆရာတဆူဖြစ်နေတဲ့သူတွေကိုအသက်24နှစ်အရွယ်ကောင်လေးတယောက်ကဘလို့လွတ်ပြီးနိုင်မလဲဇီဝကမ္မဗေဒတက်မြင်းစမှုတက်နဲ့သူတို့ရဲ့ဆက်ဆုနဲ့ချီတဲ့အတွေ့အကြုံကိုတွားရှင်လို့ဘလို့မလွယ်ပါဘူးဗျာ ဒါပေမဲ့ကျမကတော့ဇီဝကမ္မပြရတာကမဲ့အနိုင်ပေးမယ်လို့ယုံကြည်တော့ပဲရှင် ကျွန်တော်ကတော့အဲ့လိုမထင်ဘူးသူ့ကိုအနိုင်ရစီမှာကမိသည့်အရာဟိုမြဂရုမစိုက်တဲ့ပြင်းထန်တဲ့စိတ်ဓာတ်ပဲဗျာသူတို့ဘလောက်ဝါရည်နေပါစေလောဝဆိုးနေမသွားတဲ့တတိကတာအဓိကအဆုံးဖြတ်ဖြစ်လာမှာပါ
အဲ့ဒီအချက်ကိုရှင်းပြဖို့အတွက်ကျမတို့ flyweight နဲ့တီးတန့်ဇီဝကမ္မပြတာတဘာဝကိုနည်းနည်းအသေးစိတ်လေ့လာကြည့်ဖို့လိုမယ်လို့ထင်ပါတယ်စဉ်းစားကြည့်ပါရှင် heavyweight လို့လူကုန်ကြီးတဲ့အတန်းဒီမှာဆိုရင်အသက်35နမမို့36နှစ်ဆိုတာခွန်အားနဲ့အတွေ့အကြုံအကောင်းဆုံးပေါင်းစပ်မိတဲ့အချိန်ဖြစ်နိုင်တယ် ဟုတ်တယ်လေးလာတဲ့တန်ဒီမှာတော့အဲ့လိုပဲလေ ဒါပေမဲ့ကိုလေးချိန်စနေပေါင်းတာရှိတဲ့ flyweight မှာကျတော့ဝဲတပွဲအဆုံးအဖြတ်ကအမြန်တုံးပြန်နိုင်တဲ့ကြွက်သားမြင်တဲ့ပေါ်မှာလုံးဝမူတည်နေပါတယ်အသက်ချက်တဲ့နေ့ဝယ်ပန်တိုချာဒါမှမဟုတ်35နှစ်ဝယ်ဟိုရီဂူချီတို့ရဲ့ခန္ဓာကိုယ်တွေကအဲ့ဒီကြွက်သားမြင်တွေကအသက်24နှစ်ဝယ်ဗန်ရဲကြွက်သားမြင်တွေလို့လက်တစ်ဖြတ်မြန်ဆန်စွာအလုပ်မလုပ်နိုင်တော့ပါဘူးဒါအသက်ပဏိကြအမှန်တရားပါရှင် နေပါဦးဆိုလိုတာကဗန်ကပုံငယ်တဲ့အတွက်ပုံမြန်တယ်အဲ့ဒီအမြန်နှုံးကသူတို့ရဲ့အတွေ့အကြုံကိုကြော်လွှားနိုင်မယ်လို့ခင်ဗျားဆိုလိုတာလားဗျ တီတီချရပြောရရင်အမြန်နှုံးတက်တယ်မဟုတ်ဘူးရှင်အဲ့ဒီအမြန်နှုံးကိုအသုံးချသွားတဲ့နီးစနစ်ပါဂျိုရိုဂန်ကဘန်ကို flyweight တန်းမှာအီလီယာတိုပူရီယာလို့အကောင်းဆုံး boxing ကစားမိုင်ဆွမ်းရှိသူလို့ခိုင်းနိုင်သွားရရှင်မှတ်မိမှာပါ ဟုတ်ကဲ့မှတ်မိပါတယ်လက်ထီးသူတို့ကောင်းတာတော့မှန်ပဲ အားပြင်းပြင်းထွေးတာမျိုးမဟုတ်ဘူးလက်တီ3လေးလုံးစက်တိုက်ထောက်မျိုးစုံကနေပြတွင်းပြီးပြိုင်ဘက်ကိုအသက်ရှူပေါင်းမပေးတဲ့ကစားကွက်မျိုးပေါ့ သူကတွဲလုံးပြီးထွက်လာရင်သူတို့ကြောက်เสียကောင်းတယ် ဟုတ်တယ်လေအသက်30ကျော်ဝိုင်းကစားသမားတွေရဲ့အုံနောက်ကလာမဲ့လက်တီတစ်ချက်နှစ်ချက်ကိုတွေးချုံနေကြုံမြင်ပြီးရှောင်းနိုင်မိမဲ့မိုက်ခရိုစက္ကန့်အတွင်းမှာစက်တိုက်ဝင်လာမဲ့3ချက်မြောက်4ချက်မြောက်လက်တီတွေကိုတော့သူတို့ရဲ့ဇီဝကမ္ဘာပေးရမြင်မြန်ဆန်ဆန်မတုံ့ပြန်နိုင်တော့ပါဘူးအဲ့ဒီမှာပန်တန်ရဲ့တွဲလုံးတွေကသူတို့ရဲ့အာယုံကျော်တုံ့ပြန်မှုကို overload ဖြစ်သွားစေတာပါ ဆိုတော့အတွေ့အကြုံကအသုံးမဝင်တော့ဘူးပေါ့ ဒါပေါ့ရှင်အတွေ့အကြုံဆိုတာခန္ဓာကိုယ်ကအမိတ်မနာခံတော့တဲ့အချိန်မှာဘာမှသုံးမရတော့ဘူးလေဒီလိုအသက်24နှစ်အရွယ်ရဲ့လက်ဆက်တင်မြန်ဆန်မှုနဲ့အဆက်ပြတ်ပစ်ထွင်းနိုင်တဲ့နီးစနစ်ကသာအဲ့ဒီဝါရင်ကြီးတွေကိုဖြိုခွင်းမဲ့အဓိကလက်နက်ပါပဲစိတ်တက်ကြောင့်နိုင်တာမဟုတ်ဘူး physics နဲ့ biology ကြောင့်နိုင်တာပါရှင် ခင်ဗျားရဲ့တုံးတက်ချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဗျာခန္ဓာကိုယ်ရဲ့ဇီဝကမ္မဗီဒယိုရင်းလာမှုနဲ့ဘန်ရဲ့တွဲလုံးတွေအလုံးလောပုံကိုချိတ်ချက်ပြသွားတာကတော်တော်လေးကိုလက်တွေ့ကျပါတယ် ဟုတ်ကဲ့ကျေးဇူးပါရှင် ဒါပေမဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေကိုပြန်အနစ်ချုပ်ရမယ်ဆိုရင် Joshua Ban ဟာလာမယ့်တစ်နှစ်သို့မဟုတ်တစ်နှစ်ခွဲအတွင်းမှာအဲ့ဒီထိတ်တန်းစိန်ခေါ်သူတွေကိုကြောဖြတ်ပြီးရှင်းနိုင်သူမရှိတဲ့ goat fit လာဖို့လမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုတာကိုတော့ကျွန်တော်တို့ညှင်းလို့မရပါဘူးခင်ဗျားပြောတဲ့နီးစနစ်တွေတွဲလုံးတွေဆိုတာတင်ယူလို့ရပါတယ်ဗျာ မှန်ပါတယ်နေတယ်လေ့ကျင့်နေရင်ရလာမှာပါ မြန်ဆန်မှုဆိုတာလည်းညှဉ်းရွယ်မှုကြောင့်ရလာတာပါပဲဒါပေမဲ့အဲ့ဒီနီးစနစ်တွေကိုမြင့်ဆုံးစင်ရုပ်တဲ့အထိအထုံးချနိုင်မှုဆိုတာပြန်ဘက်တွေကိုတန်ရာနဲ့ပွဲမှာလို့စိတ်သက်ရေးရအသာစီယူနိုင်မှုရေပြီးတော့အခြားတာမန်လူရလို့ဘွားရဲ့တန်ရာမှုတွေစွန့်လွတ်ကဂျင်မာပဲအချင်းကုန်ပြီးရီမန်းချက်တစ်ခုတည်းကိုသာစူးစိုက်ထားနိုင်တဲ့ပြန်ဘက်ကင်းစိတ်တခွန်အားပုံမှာပဲခြေကန်တိဆောက်ထားတာဖြစ်တယ်လို့ကျွန်တော်အခိုင်အမာယုံကြည်တုံးပဲဗျဒီလိုစွန့်လွတ်အနေနာခံနိုင်တဲ့စိတ်ဓာတ်မျိုးကတော့ပြင်းထန်လွှာပြုစုပြေားတောင်တာမတာရနိုင်နေတာတစ်ခုပါ စိတ်တပိုင်းဆိုင်ရာပြင်းထန်မှုနဲ့ပေးဆံမှုတွေကသူ့ကိုဒီနေ့ရဲ့အထိခိုးဆောင်လာတာကိုကျမလည်းအပြေအဝအတိမပြုတ်ပါတယ်။ဒါပေမဲ့နောက်ဆုံးပွဲတဲ့မြအဖြစ်ကတော့အကြံဖန်အဖြစ်ဂျိုးဝိုင်းတဲ့ကနီးစနစ်တွေပဲဖြစ်မှာပါရှင်။ပန်တိုဂျာကဲ့သို့ဝိုင်းရင်ကစားသမားတွေအတရွေရလာမှုကတစ်ဖက်ပန်ရဲ့ငွေရွေတော်လမှုနဲ့တုံ့ပြန်နိုင်စွမ်းအကောင်းမှုကတစ်ဖက်ရှင်လာတဲ့အခါဇီဝကမ္မဘေးတိုင်းအထက်ကရှင်းပါတယ်။ကျွမ်းကျင်သူတွေအတိအမှတ်ပြုထားတဲ့သူ့ရဲ့ boxing ကျွဲလုံးတွေကသာသူ့ကိုချန်ပီယံကာပတ်ဆက်လက်ကားကွာနိုင်အောင်စွမ်းဆောင်ပေးမှာပါ။အသက်24နှစ်ဆိုတာရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးအချင်းကိုတောင်မယုံသေးပါဘူးအခုချိန်မှာတော့ဒီလိုစွမ်းဆောင်နိုင်နေဆိုရင်နောက်ပိုင်းမှာပိုပြီးရင်းချက်လာမယ့်နီးစနစ်တွေကသာသူ့ကိုအငင်းပွားပွားမရှိတဲ့ goat fit ရက်ဒီစီမှာအသေးကြပါပဲရှင် ဘယ်လိုရှူထောင်းကနေပဲကြည့်ကြည့်ကျွန်တော်တို့နှစ်ယောက်စလုံးသဘောတူလက်ခံနိုင်တဲ့အချက်ကတော့ဂျော်ရှူအဘန်ဟာသူ့ရဲ့အသက်24နှစ်ရွယ်မှာတင်မယုံနိုင်လောက်အောင်ကြီးမားတဲ့အလားအလာတွေကိုပြသနေပြီဆိုတာပါပဲ flyweight တမိုင်မှာအကောင်းဆုံး goat ဖြစ်လာဖို့အခွင့်အရေးအပြည့်အဝရှိနေတယ်ဆိုတာကိုတော့လက်ခံအောင်ပါဗျာ ဟုတ်ပါတယ်ရှင်လုံးဝသဘောတူပါတယ် စိတ်တက်ကပဲအဓိကမောင်းနေတာလားအသက်အရွယ်နဲ့နီးစနစ်ကပဲအဓိကကြတာလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမယ်အမြဲတမ်းငင်းခုန်စရာကောင်းနေမယ့်အချက်တစ်ခုဖြစ်ကျန်းရှိနေအောင်ပါ မမရဲ့ရှင်လက်ရှိချိန်မှာသူ့ရဲ့အမြင်မှုတွေဟာတကဘာလုံးကအထိမပြုတ်ရလောက်ကြီးမားနေပြီဖြစ်တယ်လို့အနာဂတ်မှာပိုပြီးပြည့်စုံတဲ့ကစားသမားတရားဖြစ်လာဖို့လိုအပ်ချက်တွေကိုဘယ်လိုပြင်ဆင်သွားမလဲဆိုတာကပိုပြီးစိတ်ဝင်စားစရာကောင်းနေပါပြီသူဟာစိတ်တဲ့ပိုင်းကိုရောနီးစနစ်ပိုင်းကိုပါဘယ်လိုဟန်ချက်ရင်အောင်ချင်းချောင်းသွားမလဲဆိုတာကိုပြည်သက်တွေအနေနဲ့ဆက်လက်ရင်ခွန်းစွာနဲ့စောင့်ကြည့်သွားရမှာပါ ဒီနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာကိုပြန်ကြည့်ရင်နာရီတလုံးအလုတ်လုတ်ဖို့အတွက်တိကျသေးချာတဲ့တွားပြီးတွေလိုအပ်တယ်လို့ပဲဂျိုးဝိုင်းထဲမှာလည်းခန္ဓာကိုယ်နဲ့နီးစနစ်တွေကအရေးကြီးပါတယ်ဗျာ ဟုတ်ပါတယ် ။အဲ့ဒီတွားပြီးတွေကိုရေးရှိလဲပတ်နိုင်အောင်ဆက်ပြီးတွားပေးနိုင်မလားဆိုတော့ကတော့နားဆင်သူများကိုယ်တိုင်ဆက်လက်စဉ်းစား
အဖေရှာကြည့်ဖို့ခြံထားရခဲ့ပါစေဗျ ဒါပေမဲ့အဲ့ဒီရန်တရားကြီးတစ်ခုလုံးကိုအဆက်မပြတ်လဲပတ်နေစေမဲ့တွန်းအားမမြင်ရတဲ့ spring လေးတစ်ခုလဲလိုအပ်ပါလေဂျောရှွာဗန်ရဲ့ခဏကိုမဲ့နီးစနစ်တီကပြည့်စုံတဲ့သွားပြီးတွေဖြစ်လာနေခြင်းမှာသူ့ရဲ့မာချိုးလက်စိတ်တက်ကကောအဲ့ဒီသွားပြီးတွေကိုရေရှိလဲပတ်နိုင်အောင်ဆက်ပြီးတွန်းအားပေးနိုင်မလားဆိုတော့ကိုတော့နားဆင်သူများကိုယ်တိုင်ဆက်လက်စဉ်းစားအဖြေရှာကြည့်ဖို့ခြံထားရခဲ့ပါစီဗျ